ပတ်စံရှိရင်အသက်အာမခံထားမဲ့အစားအမျက်ဆုံးများရဲ့တခြားနေရာတွေမှာရင်းနှီးမြုပ်နှံတာကအစာပေါင်းများစွာပိုမြတ်တယ်လို့တွေးနေရတဲ့လူတွေရှိလားဒီမနက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်ထဲပေးုံနဲ့ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနက်ဖြန်တိုင်းအတွက်စိတ်ချလိုက်တဲ့ရင်းနှီးမြုပ်နှံမှုမှာအမျက်တစ်ခုတည်းကိုပဲစဉ်းစားနေတဲ့လူတွေကိုဘယ်လို positive အမြင်မျိုးပေးခြင်းလဲအမျက်ရှာဖွေတယ်ဆိုတာကတကယ်ကောင်းတဲ့အချက်ပါယင်းနှိမ့်မြုံနှံမှု investment ရဲ့အဓိကအသက်ကလည်းအမျက်နဲ့ growth ဖြစ်အောင်လုပ်တာကိုခေါ်တာ哦တကယ် project ကြစဉ်းစားတတ်တဲ့သူတွေကယင်းနှိမ့်မြုံနှံမှုတစ်ခုတည်းကိုပဲလုပ်တာမဟုတ်ဘဲနဲ့သူတို့ရဲ့ရှိပြီးသားအရာတွေကိုမပြောက်ပြက်အောင်လို့ protection အကာအကွယ်ကိုပါတပါးတည်းတွဲပြီးတော့လှုပ်ဆောင်ကြပါတယ်စဉ်းစားကြည့်လေကိုကဘယ်လိုပဲစူးစမ်းပြီးတော့ယင်းနှိမ့်မြုံနှံမှုတွေလုပ်ထားပါစေအာမခံအကာအကွယ်မရှိဘူးဆိုလို့ရှိရင်မတင်ထားတဲ့အပြောင်းလဲတွေကြုံလာရတဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်တပါးတည်းပြန်ပြီးတော့ပြက်ကွယ်သွားနိုင်ပါတယ်ဒါကြောင့်အောင်မြင်တဲ့သူတွေကယင်းနှိမ့်မြုံနှံမှုကိုလည်းလုပ်ကြတယ်လို့မျိုးအာမခံအကာအကွယ်ကိုလည်းတွဲပြီးတော့လှုပ်ဆောင်ကြပါတယ်ဆိုလိုချင်တာကနှစ်ခုစလုံးမှာမျှမျှတတတွဲပြီးတော့လှုပ်ဆောင်နိုင်မှသာလျှင်စိတ်အေးအေးထားနိုင်မှာဖြစ်ပါတယ်ရှင်ဟာအဓိပ္ပာယ်ရှိလိုက်တာအမျက်တစ်ခုရဖို့အတွက်ပဲလောက်တာမဟုတ်ပဲねရရှိပြီးသားအောင်မြင်မှုတွေကိုလည်းရေရှည်ထိန်းသိမ်းဖို့လိုအပ်ပါတယ်ဒါလို့ဆိုရင်မနှက်ပြန်တိုင်းတွေစိတ်ချရအောင်ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာသိပြီးလောက်ပြီးထင်ပါတယ်ထပ်မံသိလို့တဲ့အကြောင်းအရာတွေရှိနေကွန်မန့်မှာမေးထားလို့ရရနော်အားလုံးနဲ့နောက်တစ်ပတ်ဆက်နေပါပြန်တွေ့ကြမယ်